ငါပြီးရင်မပါလို့ရှိရင်မစားတတ်တဲ့လူလားအထူးသဖြင့်ကိုယ့်ရဲ့အိမ်မှာအသက်အရွယ်ကြီးရဲ့လူတွေသွေးတိုးရောဂါရှိတဲ့လူတွေဆိုလို့ရှိရင်တော့အခုမိုးသားပြပြပေးမယ့်အကြောင်းအရာတွေကအသက်နဲ့ဆိုင်တဲ့အရင်အရေးကြီးတဲ့အချက်တွေပေါ့နော်ဒါကြောင့်မလို့ဒီဗီဒီယိုကိုစုံအောင်ကြည့်သွားလိုက်မြန်မာလူမျိုးတွေအတွက်ငပိတွေငံပြားတွေဆိုတာကြတော့ထမင်းဝိုင်းတစ်ဝိုင်းမှာဒီထမင်းဝိုင်းရဲ့စိတ်နှလုံးတစ်ခုလိုဖြစ်နေတာပေါ့နော်ဒါကြောင့်မို့လို့ဒီဆိုဒီယမ်ဓာတ်အရမ်းများတဲ့ငပိင၆တွေကကြတော့ခန္ဓာကိုယ်ရဲ့နှလုံးသွေးတိုးကြောက်ကဒါတွေကိုတိတ်တိတ်ဆိတ်ဘယ်လိုမျိုးအန္တရာယ်ဖြစ်စေနိုင်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဒီနေ့ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ဒီငပိတွေငံပြားတွေမှာအဓိကပါဝင်တာတော့ဆိုဒီယမ်ဓာတ်ပေါ့နော်သွေးတိုးရောဂါရှိတဲ့လူတစ်ယောက်ကဆိုလို့ရှိရင်ဆိုဒီယမ်ဓာတ်တစ်ရက်ကို1500နဲ့2000ပဲစားလို့ရတယ်ဒီလိုမျိုးထမင်းစားတော့တစွန်းစာပေါ့နော်ငပိရည်တစ်ခုမှကျတော့ဆိုဒီယမ်ဓာတ်က1200လောက်ပါတယ်အဲ့ဒီကြောင့်မို့လို့ဒီတစွန်းလောက်ကိုငပိရည်စားလိုက်ပြီဆိုလို့ရှိရင်သွေးတိုးရောဂါရှိတဲ့လူတစ်ယောက်ကဒီတစွန်းစာနဲ့တရက်စာစားမယ်ဆိုဒီယမ်ပမာဏကပြည့်သွားပြီကွာနောက်ထပ်အငံတွေထပ်စားလိုက်မယ်ဆိုလို့ရှိရင်ချက်ချင်းသွေးတိုးတာအရင်မြင့်တက်လာနိုင်တယ်ဒီတစုံလောက်လေးငပိရစားရုံနဲ့လည်းတင်းတိတ်မှမဟုတ်ဘူးလေမြန်မာတွေရဲ့ပါဇက်ကကြတော့ငပိရတစွန်းစွန်းနဲ့လောင်းလိုက်စားလိုက်နေဆိုတော့ပေါ့နော်အဲ့တော့တို့ကဒီဆိုဒီယမ်ဓာတ်တွေကိုဘယ်လို short ချရမလဲဆိုတာနဲ့ပတ်သက်ပြီးအခုပြောပြပေးမယ်ဒီငပိစားတဲ့အခါမှာပေါ့နော်တိုးစရာအနေနဲ့ခြင်တဲ့အသီးတွေကိုများများစားပေးပါတန်ရာသီးတိုးတာတို့ရှောက်သီးတိုးတာတို့ဒီလိုမျိုးတွေစားမယ်ဆိုလို့ရှိရင်ဒီဆိုဒီယမ်ဓာတ်ကို short ချပေးနိုင်တယ်နောက်တစ်ခုကကြတော့အသီးရွက်တွေကိုများများစားပေးအသီးရွက်ကြော်တွေအသီးရွက်ပြုတ်တိုးတာတွေဒီလိုမျိုးတွေကကြတော့ဒီဆိုဒီယမ်ဓာတ်ကိုခန္ဓာကိုယ်ကစုပ်ယူမှုကိုသူကနည်းသွားအောင်လို့ short ချပေးနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့သွေးတိုးရောဂါရှိတဲ့လူတယောက်ကငပိရလည်းမဖြစ်နိုင်ဘူးဆိုလို့ရှိရင် short စားဖို့အရေးကြီးတဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးဆိုဒီယမ်ဓာတ်ကိုခန္ဓာကိုယ်ကစုပ်ယူမှုအားနည်းအောင်လို့အခုလိုမျိုးအချင်းပါတဲ့အသီးတွေအချင်းဓာတ်များတဲ့အသီးတွေကိုတိုးစားမယ်အသီးရွက်တွေကိုများများစားမယ်ကြော်စားတာပဲဖြစ်ဖြစ်တိုးတဲ့နေရာမှာပြုတ်စားတာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးတွေစားမယ်ဆိုလို့ရှိရင်တော့ဒါပုံမှန်အားဖြင့်ဒီလိုမျိုးဘာမှမကာဝယ်ပဲနဲ့စားတာထက်စားလို့ရှိရင်တော့တက်တာမှာပေါ့နော်ငပိငံပြားတွေကကြတော့ထမင်းဝိုင်းမှာမပါမဖြစ်လို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့သွေးတိုးရောဂါရှိတဲ့လူတွေကတော့ short တဖြည်းဖြည်းနဲ့ short စားတာမျိုးကိုကျင့်သုံးမယ်ပြီးလို့ရှိရင်ဆိုဒီယမ်ဓာတ်ကိုစုပ်ယူမှုအားနည်းအောင်လို့မစားပြောတဲ့လိုမျိုးအချင်းတွေအသီးရွက်တွေများများစားမယ်ဆိုလို့ရှိရင်တော့ဒါအကောင်းဆုံးပဲပေါ့နော်ကိုယ့်ရဲ့ရှာထက်ကိုကိုယ့်ရဲ့နှလုံးတွေကြောက်ကက်တွေသွေးတိုးတွေဓာတ်တွေကိုview ဆိုင်မယ်ဆိုလို့ရှိရင်တော့အသက်ရှည်ရှည်စံကြက်မမာနဲ့နေနိုင်မှာပဲဖြစ်ပါတယ်အခုမိုဇိုင်းဗီဒီယိုလေးကအကျိုးရှိရဆိုလို့ရှိရင် like လုပ်ခဲ့ပေးပါနောက်ထပ်လည်းကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုထပ်ပြီးတော့ share လုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိုဇိုင်း channel လေးကို subscribe လုပ်သွားပေးဖို့မမေ့နဲ့နော်ကျေးဇူးတင်ပါတယ်ရှင်